ဒီနေ့ကျွန်တော်လူငယ်တွေပါပြပြချင်အောင်ဆိုချိုးရကိုပိုင်စီးပွားရေးလုပ်ရှင်တကယ်တမ်းကျတော့ကိုပိုင်စီးပွားရေးကိုတကယ်စိတ်ထဲမှာလိုလာလာယူတူတူမရှိကျွန်တော်ဘာလို့ဒီဟာဗီဒီယိုကိုပြပြအောင်ဆိုတတုံးနဲ့ကြော်လာလို့နေကျွန်တော်များများကိုပိုင်စီးပွားရေးမလုပ်ကြတယ်ကျွန်တော်မြန်မာနိုင်ငံမှာအများတော့အဖြစ်ကိုပိုင်စီးပွားရေးဆိုတာကျွန်တော်ပတ်စံရှိမှရင်းနှီးရှိမှတို့ရအောင်ကျွန်တော်ပြောရင်းနှီးဆိုတာကိုဖြစ်ရှင်စိတ်ကလားနံပါတ်1ကလုံရဲဝယ်လို့အဲ့တော့သက်30ကျော်လာရင်ကျွန်တော်တော့ကြားမှာပေါ့နော်ကြားမှာမခွဲပဲနဲ့ကျွန်တော်ပြောချင်တာကိုပိုင်စီးပွားရေးဆက်လို့ကိုပိုင်စီးပွားရေးရတာနဲ့ကိုယ့်ရဲ့ငွေကြေးလွတ်လပ်ခွင့်တွေကိုအခွင့်အရေးတွေကိုအကောင်းဆုံးပေါ့နော်ကိုအကောင်းဆုံးလမ်းပြပေးနေဒီလောက်ပဲเนาะကျွန်တော်နောက်ထပ်ဗီဒီယိုပြန်